အခုမြင်နေရတဲ့လေယာဉ်ကြီးကတော့ကမ္ဘာပေါ်မှာပထမဆုံးနည်းပညာနဲ့ထုတ်လုပ်ထားတဲ့ကိုပြောက်ဘုံကျဲလေယာဉ်ကြီးပါဒါပြင်အမြင့်ပေ9000ကနေတောင်အဲ့ခရီးမရှင်တွေကိုပြုလုပ်နိုင်တယ်နျူကလ িয়ার ဘုံတွေတည်ဆောင်နိုင်ပြီးမြို့တစ်မြို့စာလောက်ကိုအသာလေးဖျက်ဆီးပစ်နိုင်ပါတယ်နောက်ပြီးအဲ့ဒီလေယာဉ်ကြီးကိုနိုင်ငံတနိုင်ငံကပဲထုတ်လုပ်နိုင်သေးတာပါအဲ့နိုင်ငံကလည်းအမေရိကန်နိုင်ငံပါပဲဒီလေယာဉ်ကိုထောက်လှမ်းလို့မရတာကြောင့်ရုရှားနဲ့တရုတ်ကတောင်ကြောက်နေရပါတယ်ဒါဆိုဒီလေယာဉ်မှာဘယ်လိုနည်းပညာတွေပါဝင်နေပါလဲအဲ့ဒီလေယာဉ်ကြီးရဲ့နာမည်ကတော့ B2 Spirit လို့ခေါ်ပါတယ်တွေ့ရရင်လေယာဉ်ကလင်းနှုတ်ပုံတံလို့ဖြစ်ပြီးအမဲအောင်ပါနောက်ပြီးအဲ့ဒီလေယာဉ်ရဲ့အမြန်နှုန်းကလည်းတနာရီကိုမိုင်ပေါင်း630တိမြန်တာပါအိုးကောင်းတာက B2 Spirit လေယာဉ်တိုက်ခိုက်တဲ့အခါဆိုရင်မိုးချိတ်တန်လိုမျိုးအတန်ကျဲကြီးထွက်ပေါ်လာပါလိမ့်ဒါကြောင့် American နိုင်ငံရဲ့ခင်မီနည်းပညာတွေကိုလက်ပြနေတဲ့လေယာဉ်ဆိုလည်းမမှားပါဘူးနောက်ပြီး B2 Spirit လေယာဉ်ဟာ18ပေကြီးမြင့်ပြီးအရှည်ဆိုရင်68ပေထိရှိပါတယ်အဲ့ဒီလေယာဉ်မှာအလိုလက်စနစ်လေးပါပါတယ်ဘယ်လိုလဲဆိုရင် B2 Spirit လေယာဉ်ဟာလူမျိုးလိုက်ပါနိုင်အောင်ဒီဇိုင်းထုတ်ထားပြီးအခြားတစ်ယောက်ကတခုလုံးလုံးချင်တယ်အလိုလက်စနစ်နဲ့လေယာဉ်ကိုထိန်းချုပ်ထားပြီးတာ